အမရေဘလို့တောင်းယူမှလည်းပြောဆိုတော့လန့်သွားတာပဲကွယ်ဘေဘီစီအစီကြယူကြတော့တဲ့၆ထားတဲ့အင်ကြီးတွေ၆ကုန်ပြီတဲ့နော်တလားစာနှစ်ဘူးတောက်ပါကမကြောက်ဆို2000ခွဲကိုချက်ချင်းပြန်အမ်းလိုက်ပါနော်ပေါင်ချေ150နဲ့အထက်သေးဆိုလို့ရှိရင်တော့2လစာ4ဘူးတောက်ပေးပါတဘူးပိုရပါတယ်နော်မမတယောက်ကလည်းဘိုက်ကြလို့ဆိုပြီးဘိုက်ကလေးပြန်ရုပ်ခိုင်းနေတယ်နော်ကလေးမွေးထားတော့ဘိုက်တွေပူလာတယ်ဝိတ်တွေတက်နေတဲ့မိမိတွေတက်ဆိုလို့ရှိရင်အရန်စင်ပြေတယ်ပေါ့နော်ဒီမိုင်းဆို2လစာ4ဘူးတောက်ပြီးတော့ပေါ့နော်ပေါင်ချေ130ကနေပြီးတော့မှ130ပဲကျန်တော့တယ်လေဘိုက်ခေါက်လည်းပြုတ်သွားတယ်နော်ဒီမိုင်းဆိုလို့ရှိရင်ပေါ့နော်တဘူးထဲနဲ့8ပေါင်တောင်ကျသွားတယ်တဲ့ရှင်နောက်မတယောက်ဆိုလို့ရှိရင်လည်းပေါ့နော်2ဘူးတောက်တာတဲ့150နဲ့140ပေါင်ပဲကျန်တော့တယ်ဘိုက်တွေလည်းတော်တော်ချက်သွားတယ်နော်အဲ့တော့4ဘူးကိုတဘူးလက်ဆောင်နဲ့လာမှာဝါသေးတယ်နောက်မတယောက်ဆိုလို့ရှိရင်လည်းပေါ့နော်အရန်ကောင်းတယ်ဘိုက်တွေချက်တယ်တလာတဲ့ကိုပေါင်20တောင်ကျတာတဲ့အခုသူလက်တွေတောက်နေဒီမိုင်းဆိုလို့ရှိရင်ပေါ့နော်ဘိုက်ကြသလိုလက်မောင်းအိုးတွေလည်းကျတယ်စီဝမ်းမှန်တယ်နေလို့ထိုင်လို့လည်းကောင်းတယ်ပေါ့နော်အဲ့တော့ baby stick ကဘေးလက်ဆိုလုံးဝမရှိဘူးဒါအပြင်ကိုဇက်ကြောတက်တာတွေလည်းတက်တာတယ်သွေးတိုးတွေလည်းပေါ့နော်တက်တာတယ်သွေးတိုးသမားတွေတက်ဆိုလို့ရှိရင်လည်းအရန်အဆင်ပြေ baby stick ကိုကိုယ်စလဲစဝင်နေဆိုရင်10ဘူးကစပြီးကိုယ်စလဲဝင်လို့ရတယ်ဒီညီမလေးဆိုလို့ရှိရင်ပေါ့နော်1000စာငွေမရှိလို့900တစ်ခါယူနောက်မှ900ယူတယ်ပေါ့နော်တလားတော့တဲ့သူကဈေးလဲပေါင်းပေးတယ်နော်ဘူးတရတစ်ခါလဲယူလို့ရှိရင်လည်းဘူးပုံ20ရတယ်နော်3လတော့တဲ့ကိုဘူး1000ပြတာနဲ့35ဘူးတော့အပိုထည့်ရသေးတယ်နော်အမအရင်ကတောက်တာဘယ်နှဘူးယူတောက်လဲ5ဘူး4ဘူးပဲထားညီမလေး5ဘူးရတယ်ဟုတ်မှာဟုတ်အဲ့အမဘယ်နှဘူးတောက်လဲမ2ဘူးပဲတောက်ပါ2ဘူးတောက်တော့ဘယ်လိုဖြစ်သွားအမ5ဘူးကနာကျသွားတယ်ဘိုက်လည်းချက်သွားဘိုက်ချက်သွားတယ်ချက်သွားတော့ဘေးနာလူတွေဘေးနာလူတွေမှညူပြီးတော့သူတို့ကလည်းဆောက်ဝယ်လို့ဟုတ်တို့ဟိုကပြန်ပေးလိုက်တော့မှဆောက်ဝယ်တာပေါ့နော်2ဘူးနဲ့ဟိုဘိုက်ကျသွားတာ2ဘူးနဲ့ဘိုက်ကျသွားတော်တော်ကျဝိတ်လဲကျသွားလားမဝိတ်လဲကျသွားဟုတ်လားဩကျေးဇူးပါအမရေဘေဘီစီကြောင့်ဒီတမကလာပါပါသေးလို့ဘေဘီစီ